လုံးပဲမင်္ဂလာပါရှင်ဆရာမတော့ကြားမြင်ဆရာမလေးအောင်မွေဖြစ်ပါတယ်ရှင်ဒီနေ့ကကြားလို့ရှိရင်ဗာနေနံလေးတွေကိုလာရောက်ပြီးဟောစတန်လေးတွေတင်ပေးတယ်လဲဆိုရင်ကြာတာပရိသားသမီးအများစုရဲ့စိတ်နေစိတ်ထားလေးနဲ့အခု9လပိုင်းထဲမှာဖြစ်တည်နေတဲ့အရာလေးတွေကိုဆရာမလာရောက်ပြီးဟောစတန်လေးတွေတင်ပေးပါတယ်အဲ့တော့ကြာတာပရိသားသမီးမှန်တဲ့ဟိဆိုရင်တရက်ကိုတစ်ခေါက်စီ share ပေးပါအသေးလေးတွေပေး like and share လေးတွေလုပ်သွားပေးပါရှင်နော်ဆရာမနဲ့ဆက်သွယ်မေးမြန်းချင်တဲ့လူလေးတွေအကုန်လုံးပေါ့နော်ဆရာမကတယောက်ကိုထိုင်းဘတ်ငွေညံပူဇော်ခ200ယူပါတယ်အဆောင် lucky အဆောင်တွေနဲ့ပတ်သက်ပြီးဟိဆိုရင်ဆရာမထိုင်းနိုင်ငံတနိုင်ငံပဲပို့ပေးပါတယ်ရှင်နော်အဲ့တော့ထိုင်းနိုင်ငံလူအလုံးဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ဆရာမရဲ့ post တန်းကတော့မမှန်ရင်လွှဲလာတဲ့ညံပူဇော်ခောက်ကိုချက်ချင်းလက်ငင်းပြန်ရော်ပေးပါမယ်ရှင်နော်အဲ့လိုမျိုး post တန်းနဲ့ဆရာမဘယ်လိုပြောမလဲအဲ့လိုမျိုး post တန်းကိုအတိအကျမှန်ကန်စွာနဲ့ပဲဆရာမလုပ်ပေးတဲ့အတွက်ကြောင့်မလို့ယုံကြည်တဲ့လူများလာရောက်မေးမြန်းနိုင်ပါတယ်ရှင်ဆရာမတော့ထိုင်းနိုင်ငံဖလန်ဆောင်ခင်းထလေး26လမှာနေပါတယ်ရှင်ကဲအဲ့တော့ဒီနေ့ကြာသာပရိသားသမီးများစုရဲ့စိတ်နေစိတ်ထားလေးတွေကဘာလဲဟဲ့ဆိုရင်ကြာသာပရိသားသမီးများအားလုံးကပေါ့နော်ကြာသာပရိသားသမီးများစုရဲ့စိတ်နေစိတ်ထားကအေးစေးငြိမ်းချမ်းခြင်းကိုလိုတတ်တယ်မိသားစုပေါ်မှာဟဲ့ဆိုရင်လည်းပေးကမ်းစွန့်ကြဲမှုကိုသဘောကျတယ်မိသားစုပေါ်မှာဟဲ့ဆိုရင်အရာအလုံးငါပဲနိနာခံမယ်ဆိုတဲ့စိတ်ကလေးတွေရှိတတ်တယ်ရှင်ဒါပေမဲ့သူတို့ကဘယ်လိုပြောမလဲဆိုလို့ရှိရင်အရာအလုံးကိုငါနားမှာရှိတဲ့လူတွေစိတ်ချမ်းသာဖို့ငါရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုအဆင်ပြေနိုင်ဖို့အတွက်အရာအလုံးကိုငါပဲအနိနာခံပြီးတော့ငါပဲပေးစမ်းမှုတွေနဲ့ရှစ်ဆက်သွားမယ်ဆိုတဲ့ပုံစံမျိုးပြောမယ်ဟဲ့ဆိုရှိသမျှဝတ်ကြွေးကိုဒီဘဝမှာတင်အကုန်ဆက်မယ်ဆိုတဲ့လူစားမျိုးပါရှင်เนาะအဲ့လိုမျိုးစိတ်ကလေးတွေရှိတယ်စိတ်နေစိတ်ထားအေးစိတ်တတ်တဲ့ခန္တီပါရမီရှိတတ်တဲ့ခွင့်လွတ်မှုတွေများပြတတ်တယ်ဒါပေမဲ့သူတို့ရဲ့အစိတ်ကခွင့်လွတ်လေနာကျင်ရလေပဲအရှုံးပေးလေအဆုံးများလေပဲအဲ့တော့ဘယ်လိုပြောမလဲဆိုတခါတလေဟဲ့ဆိုသူတို့ရဲ့စိတ်ထဲမှာအဲ့ဒီဥပိ္ပခမှုတွေအဲ့ဒီအစွဲလန်းမှုတွေငါဘလို့ပြစ်ထုတ်ရမလဲမသိဘူးဆိုတဲ့စိတ်ကလေးတွေသူတို့မှရှိတတ်တယ်တခါတလေပေါ်ပေါက်တတ်တယ်ပေါ့တခါတလေမိုက်ယူရဲဆန်တတ်တယ်ကွယ်ဘာပဲဖြစ်ဖြစ်ဘာပဲဖြစ်လုံမဲ့ဟေးဆိုရင်ငါရဲ့စိတ်ရှမ်းတောင်မှုဥတီချက်ထားပြီးလုံနိုင်မယ်ဆိုတဲ့စိတ်ပဲရှိတာတကယ်လုံဖြစ်လာမဖြစ်ဘူးရှင်ဘာကြောင့်လဲဆိုသူတို့ကဟိုလူကြည့်ရတာနဲ့ဒီလူကြည့်ရတာနဲ့ဟိုလူထက်တွက်တွေးရတာနဲ့ဒီလူထက်တွက်တွေးရတာနဲ့เนาะအဲ့လိုမျိုးတွေကြောင့်သူတို့ရဲ့ဘဝတွေကလည်းအမြဲတမ်းလို့နိနာခံမှုတွေနဲ့ပဲများနေရတဲ့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်လာပြီးဟဲ့ဆိုကိုယ့်ရဲ့ဖြစ်ချင်တဲ့အရာကိုယ့်ရဲ့ဖြစ်တည်နေတဲ့အရာတွေအကုန်လုံးသူတို့ကမပြောပြဘဲနဲ့ဖြစ်ချင်တဲ့အရာတွေကိုမပြောပြဘဲနဲ့ကိုယ့်ရဲ့ချစ်တဲ့လူတွေကိုယ့်ရဲ့အိမ်တော်ရာသားဘက်တွေကိုပဲဦးစားပေးပြီးကုညီဆောက်ရှောက်ပေးသွားတတ်တယ်ဒါပေမဲ့သူတို့အတွက်ရလက်ကဘာလဲဆိုလို့ရှိရင်ဒူးနဲ့မျက်ရည်တုပ်ရခြင်းပါအိမ်တော်ရေးအခြေအနေနဲ့ပတ်သက်ပြီးပေါ့နော်အဲ့တော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးဟဲ့ဆိုသူတို့ကဝိရိယအရန်ကောင်းတာဝိရိယကောင်းတတ်တယ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးဘလောက်ပဲပင်ပန်းတဲ့အလုပ်ဖြစ်ပါစေဘလောက်ပဲပင်ပန်းလုပ်ရပါစေလုပ်နိုင်တယ်စိတ်ဆင်းရဲတောင်တော့မခံနိုင်ဘူးရှင်တဘာသူတနာတတ်တာလဲသူတို့ပဲဘာမဆိုင်ညမဆိုင်တဲ့လူလဲအနိနာခံပြီးကုညီစောင့်ရှောက်ပေးမယ်ဟဲ့ဆိုတာလဲသူတို့ပဲမိသားစုဆိုရင်တော့မပြောနဲ့တော့ရှင်အရာအလုံးကိုသူတို့စားနေတဲ့ထမင်းအစားထွေးထုတ်ကျွေးမယ်ဆိုတဲ့လူမျိုးဒါပေမဲ့အဲ့ဒီကြာတာပရိသားသမီးတွေကမရတော့ဘူးကိုချစ်တတ်သွားပြီဟဲ့ဆိုတဲ့တနေ့ကျရင်ဘသူမှချစ်တလုံးလာဖက်မရတော့ဘူးရှင်အဲ့တော့အဲ့ဒီကိုချစ်တတ်သွားတဲ့တနေ့ကလည်းသူတို့အတွက်ချမ်းသာအောင်မြင်စင်ပြေမဲ့နေ့ဖြစ်ပါတယ်ရှင်သူများကိုတနာနေတိုင်းသူများကိုချင်းစာနေတဲ့ရွေ့နော်အဲ့ဒီပေးဆက်မှုတွေများပြားစွာပေးဆက်နေတဲ့ရွေ့သူတို့ကအောင်မြင်မှုတွေမရှိဘူးအဲ့လိုပုံစံမျိုးရှိတယ်ရှင်နော်အဲ့တော့အခု9လပိုင်းထဲမှာဟေးဆိုလို့ရှိရင်9လပိုင်းထဲမှာဟေးဆိုသူတို့တွေကအလုတ်ငန်းကင်ငန်းနဲ့ပတ်သက်ပြီးရှေ့ဆက်ရင်ကောင်းမလားနောက်ဆုံးရင်ကောင်းမလားအလုတ်ပြောင်းရင်ကောင်းမလားကိုယ်ပိုင်စီးပွားရေးလေးတွေတိဆောက်ရင်ကောင်းမလားအကျွေးတွေနဲ့ပတ်သက်ပြီးအဲ့ဒီလူကနစ်နာအောင်ပြောပြီးတော့ရအောင်ပြန်တောင်းရင်ကောင်းမလားအဆုံးခံလိုက်ရင်ကောင်းမလားအဲ့လိုမျိုးလေးတွေနဲ့ကြုံတွေ့နေရတတ်တယ်ပြောမယ်ဟဲ့ဆိုငွေရေးကြေးကြောင့်အခက်ခဲဖြစ်တတ်တယ်အိမ်တော်ရေးကြောင့်တောကများရတတ်တယ်လုပ်ငန်းကိုင်ငန်းကြောင့်စိတ်ပင်ပါရတတ်ပါတယ်ရှင်နော်9လပိုင်းထဲမှာဟဲ့ဆိုလို့ရှိရင်သူတို့က15ရက်လုံးကတော့အညတ်တီးပဲနော်အဲ့တော့ခါကြတော့ဘယ်ချိန်ကောင်းလဲအဲ့ဒီ15ရက်အစ15ရက်မကောင်းဘူးအဆုံး15ရက်ကောင်းမယ်ချဲကန်ထိကန်နေနဲ့ပတ်သက်ပြီးစိတ်တစဖြစ်နေစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့ကြားတဲ့လမ်းပြောင်းနေတဲ့ကြားတဲ့ချဲကန်ထိကန်ကောင်းမယ်လုပ်ငန်းကိုင်ငန်းကန်အဲ့ဒီအဆုံး15ရက်မှာပြန်လဲပြီးတော့ကောင်းမွန်လာမယ်အဲ့တော့ဘာလို့တင်တယ်လဲဟိဆိုလို့ရှိရင်ဖျောင်းနိုင်နော်ဖျောင်းနိုင်
အဖြူရောင်၃ချောင်းကိုဖះမှာကတ်လူပါမွေးတိုင်း၃ချောင်းကိုဖះမှာကတ်လူပါနော်မုတ်ဖတ်ထုတ်ကလေးတွေလှူပေးပါရှင်နော်အဲ့လိုမျိုးလေးတွေလုပ်ပေးပါပြီးလို့ရှိရင်ကြာတာပရိသတ်သမီးတွေခရီးနဲ့ပတ်သက်ပြီး9လပိုင်းတည်းမှာအရန်ကောင်းတယ်ခရီးကောင်းတယ်ပညာရေးနဲ့ပတ်သက်ပြီးလုံးဝကံကောင်းကံပွင့်မယ်အောင်မြင်ချောမွေ့မယ်စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီးကံကောင်းမယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးလေနဲ့ပတ်သက်တဲ့ယောဂတွေကြုံရတတ်ပါတယ်ရိုးအဆင့်အမြင့်ပေါ့နော်လေနဲ့ပတ်သက်တာအဆင့်အမြင့်ကြိုက်ခဲတာအဲ့လိုမျိုးလေးတွေကြုံရတတ်ပါတယ်ဒါပေမဲ့အကြီးကျယ်လားဆိုတော့ကြီးကျယ်တော့မဖြစ်ပါဘူးရှင်9လပိုင်းထဲမှာဟဲ့ဆိုရင်စိတ်လေတာတော့တော်တော်လေးဒဏ်ခံရမှာအိမ်တော်ရေးကြောင်းနဲ့ပတ်သက်ပြီးတော်တော်လေးစိတ်ပင်ပန်းအောင်ပါရှင်နော်အိမ်တော်ရေးနဲ့ပတ်သက်လာပြီးဟဲ့ဆိုကိုကပြောလို့လဲအဆင်မပြေမပြောပြန်ရင်လည်းမသိအဲ့လိုမျိုးကိုညီလိုက်တဲ့လူတွေဟဲ့ဆိုရင်လည်းပဲဒီလိုပဲမပြောပြန်ရင်လည်းသူတို့ကမသိဘူးပြောလိုက်ပြန်ရင်လည်းကိုယ်ကိုမုံတဲ့ပုံစံမျိုးဖြစ်နေတတ်တယ်ညီကိုမောင်နှမကြားထဲမှာဟဲ့ဆိုရင်လည်းပဲဒီလိုပါပဲရှင်ကိုကအစစရရှေ့ဆက်ပြီးရှေ့ကနေသွားနေရတဲ့အတွက်ကြောင့်မလို့ပင်ပြမှုတွေပေးပြန်တော့လည်းမယူအဲ့ဒါကြောင့်အိမ်တော်ရဲ့မိသားစုရဲ့ငွေရေးကြေးအဲ့ဒီ၃ချက်ကတော့တော်တော်လေးစိတ်ပင်ပန်းအောင်ပါပါရှင်အဲ့တော့အဲ့ဒီ၃ချက်ကိုဥပင်၃ကတွေငိမ့်ချမ်းခြင်းနဲ့ဆိုဆရာမပြောတဲ့ຢာတွေကလေးကိုလှုပ်သွားပါပြီးလို့ရှိရင်ဆရာမစီမှာလက်ကီးကံကောင်းစေတဲ့အဆောင်လေးတွေရှိပါတယ်လက်ပွင့်ကံပွင့်ချဲကံထီကံကောင်းစေတဲ့အဆောင်နော်တလအတော်တွေတပတ်အတော်တွေလုံးဝပိတာထူးခြားစေတဲ့အဆောင်လေးတွေရှိပါတယ်အဲ့တော့လာရောက်ပြီးတော့ပူဇော်ခြင်းတဲ့လူလေးတွေလာရောက်မေးမြန်းနိုင်ပါတယ်အဆောင်ကဒီလိုမျိုးဒါကပင်ရင်းကြောင်းနဲ့စီရင်ပေးထားတာဒါကပိတ်ကျန်းနဲ့စီရင်ပေးထားတဲ့အဆောင်လေးတွေဖြစ်ပါတယ်ရှင်ကဲအားလုံးဆရာမအသေးလေးတွေပေး like and share လေးတွေလုပ်သွားပေးပါရှင်